နှစ်ဥကာလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကမ္ဘာသူကမ္ဘာသားတ attva အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်တကူပြိဿနှစ်ဥကာလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက်ဟောကြားထားတဲ့သုတ္တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုန်တိုင်းနှစ်သက်ကိုကြိုဆိုကြပြီးနှစ်သက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နှစ်ဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့တဦးတဦးဆုမွန်ကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်သက်အခါသမယမှာစီးပွားရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအားလုံးဟာတညီတည်းသောတစ်ခုတည်းသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပฏิကူလာဆင်းရဲဒုက္ခကိုယွံမုန်းကြတယ်ချမ်းသာခြင်းကြသည့်အတွက်ကြောင့်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက်ကြိုးပမ်းအားထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်ရာစစ်မှန်တဲ့အကြောင်းတရားကသာပေးနိုင်တာဖြစ်လို့အချို့သောအကြောင်းတရားများဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူးမပေးနိုင်တဲ့အကြောင်းတရားများကိုလက်ခံကျင့်သုံးနေမယ်ဆိုလို့ရှိရင်မိမိတို့မျှော်မှန်းတဲ့ချမ်းသာဒုက္ခကိုမရရှိဘဲနဲ့ဒုက္ခတွေပင်လယ်ဝေကြရတာတတ္တဝါတွေရဲ့အခြေအနေဒီလိုရှိပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကချမ်းသာဒုက္ခရခြင်းတဲ့ပုဂ္ဂိုလ်တွေတကယ်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အကြောင်းတရားများကိုအရင်ကြထိုသုတ်တန်တွေမှာဟောပြောထားတာရှိပါတယ်လူသားတွေရဲ့မျှော်လင့်ချက်လူအင်ဆန္ဒခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းဟာစီးပွားဥစ္စာတိုးတက်ခြင်းကြတယ်ချမ်းသာကြွယ်ဝခြင်းကြတယ်ဒါလူသားတိုင်းမျှော်လင့်တောင်းတကြတဲ့ဆန္ဒတစ်ခုပဲနှစ်သက်အခါသမယမှာလည်းပဲပြီးခဲ့တဲ့နှစ်တဲ့ယခုနှစ်မှာစီးပွားရေးအတွက်ပိုကောင်းလာတယ်ပိုကောင်းလာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေရှိကြတယ်ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီးတော့ဗေဒင်ဆရာများစတဲ့ပုဂ္ဂိုလ်တွေရဲ့ဟောပြောချက်မှာအာယုံစိုက်ပြီးတော့လူတွေဟာမျှော်လင့်ချက်တွေကြီးစွာထားကြတယ်လွန်ခဲ့တဲ့နှစ်တဲ့အခုကူးပြောင်းလာတဲ့နှစ်သက်ဟာစီးပွားရေးပိုကောင်းမယ်လို့ဒီလိုမျှော်လင့်ကြတာဘုရားမြတ်စွာကစီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါတဲ့သို့တော့ထိုမျှော်လင့်ချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမလျှောက်နိုင်လို့ပါပဲဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်နောက်ဆန္ဒတစ်ခုကလူလောကမှာဂုဏ်ရှိတရေရှိ
နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျှော်လင့်ချက်တစ်ခုပါပဲ